မင်္ဂလာပါကလေးတို့ရေဒီနေ့ပြောပြမယ့်ပုံမြင်နေရတော့နောက်ဆုံးစီလုံးနော်ဒီနေ့ကတော့ပုတ်ပုတ်ပပလေးပဲပြောပြမယ်တခါကရွာတရားမှာသုံးမကြီးတယောက်တဲ့တောင်းချမ်းနေဘယ်လောက်ထအောင်တောင်းချမ်းနေလဲမသိဘူးနော်ရွာသားများကလည်းကြံရမရတဲ့အခါတဲ့တခြားနေကနေတဲ့အထက်လန်းဆရာကိုတွားပင်းကြတယ်မကြမီတဲ့ထိုးဆရာကြီးနဲ့သူ့ရဲ့တပြေရောက်လာကသုံးမကြီးကိုပညာပြန်ရင်တဲ့ချင်းလေတဲ့သုံးမကြီးနဲ့ဆရာကြီးတို့ကလည်းရွာထိပ်ရှိကွင်းပြစ်မှာပညာပြန်ကြမယ်တဲ့အဲ့လိုမျိုးဖြစ်လေရွာသားများလေရွာလုံးကျွတ်အားပေးကြတယ်တဲ့လာပြီးမှလေသူတို့ပညာပြန်နေဟောင်းလာအားပေးကြတယ်တဲ့အားနဲ့ဆရာကြီးကအရင်စပြောတယ်ဟဲ့တဲ့သုံးစုပ်ဒီနေရာကတဲ့ဒီရွာကနေအမြန်ထွက်သွားစမ်းအားနဲ့သုံးမဘာပြန်ပြောလဲဆိုသူ့သုံးစုပ်လို့ပြောတော့ပြောလဲဆရာစုပ်နင်ကရောတဲ့ဘလောက်စမ်းလို့လဲတဲ့အားနဲ့ဆရာကြီးတိကျသေးတာပေါ့အားနဲ့သူတပြေဖောက်သွားလှည့်ပြီးမှာပေးစမ်း9ရက်စီးသလုံးအားနဲ့သူတပြေထိုင်နေသူကစီလုံးသလုံးယူပြီးပစက်ကကားထားလေးရွတ်စီလုံးကိုမြေကြီးကိုရိုက်လိုက်တယ်တဲ့နော်အဲကျိန်လုံးနဲ့စီကျိန်လုံးနဲ့မြေကြီးကိုရိုက်လိုက်တယ်တဲ့အဲ့ဒီဟာဒါပေမဲ့အဆုံးမကြီးကဘာမှမဖြုတ်နဲ့နော်ဘာမှမဖြစ်တဲ့ပြင်သူကလေတခီးဟီးနေအောင်ရည်နေရတယ်ဟီးဟီးနဲ့အဲ့လိုရည်နေရတယ်အဲ့အခါမှာဆရာကြီးကတပြည့်ပေးစမ်းနဲ့ရေမန်းနဲ့အဲ့လိုဆိုရင်ရေမန်းဖြစ်သူကတတ်လိုက်တယ်တဲ့ဒါမဲ့လေအချင်းပဲတဲ့ဘာမှမဖြစ်ဘူးတဲ့ဆရာကြီးရဲ့တပည့်ဖြစ်သူဟာတဲ့ချွေးပြီးချွေးပေါက်တွေပြန်နေပြီတဲ့ချွေးစောပြန်နေပြီမီးရဲ့ဘာလို့ဆိုနှခါအောင်ရှိပြီသူကရည်နေတော့မဲဆိုတော့အားနဲ့ဆရာကြီးထမှာတဲ့တဖန်နဲ့စီလုံးတစ်လုံးကိုထထုတ်ပြီးမှတဲ့မန်းပြန်နေတဲ့ပြီးတဲ့နောက်တဲ့အဲ့ဒီစီလုံးနဲ့တဲ့သူကပေါက်လိုက်တယ်သုံးမကြီးအခါလည်းမဖြုတ်ဘူးတဲ့အားနဲ့ဆရာစောနင့်ပညာကုန်ပြီလားအဲ့လိုမျိုးတော့မေးလိုက်တယ်တပြေးဖြစ်သူကတဲ့ပြေးဖို့ပဲပြည့်နေတယ်လေသူကကြောက်လို့လေသူ့ဆရာတော်မနိုင်ဘူးဆိုတော့လေသူကပြေးမယ်ပေါ့အဲ့နဲ့ဆရာကြီးကလည်းမကြောက်ဘူးတဲ့ပြောတယ်ပေးစမ်းငါစီးလို့အိတ်မရတော့သူစီအိတ်ကိုသူတောင်းလိုက်တယ်အဲ့နဲ့ပေးလိုက်တော့ဗောနော်အဲ့တပြေးထမှာလွယ်ကိုသူကယူပြီးမှတဲ့အထင်းမှာလည်းလက်တီစုပ်ခန့်ရှိတယ်တဲ့စီလုံးကြီးတစ်လုံးသူကထုတ်လိုက်တယ်အဲစီလုံးကလက်တီစုပ်လောက်ရှိအကြီးပဲဗောနော်တစ်လုံးသူကထုတ်ကားတဲ့ပါဇက်နာသိတဲ့မန်မုတ်ပြီးမှတဲ့သုံးမကြီးထံသူကပြစ်ပလိုက်တယ်တဲ့အဲ့ဒီအခါမှာလည်းမီလုံးကြီးကပွင့်သွားပြီးမှသုံးမကြီးကိုစိတ်အမော်မှာဖြစ်သွားတယ်ရွာသူရွာသားများလည်းတဲ့ဆရာကြီးကိုအလွန်မင်းယုံကြည်လေးစားသွားကြတယ်အားနဲ့လက်ဆောင်တွေများစွာကတော့ကြတယ်အပြန်လမ်းမှာတဲ့တပည့်ကသူ့မေးတယ်ဆရာကြီးနောက်ဆုံးထုတ်လိုက်တဲ့စီးဟာဘာလဲပြတယ်ကျွန်တော်လည်းတခါမှမမြင်ဘူးပါလားအဲ့ဒီခါဆရာကြီးကဘေဘီကိုကြည့်ကားလေတံကိုနှိမ့်လိုက်ပြီးဘယ်သူမှရှောက်မပြောနဲ့ကွာအဲ့ဒါဂျပန်စီကရတဲ့လက်ပစ်ပုံလို့ပြောလိုက်တယ်တဲ့